မင်္ဂလာပါဆရာမရေ မင်္ဂလာပါဆရာ ဆရာမရဲ့နာမည်လေးသိပြစေ ကျမနာမည်ကနော်ပြလို့မှုပါတယ် ဟုတ်ကဲ့ဆရာမဘယ်ဒေတာနဲ့လာရောက်ပြီးတက်ရောက်အောင်မြင်ခဲ့တာလဲ ကျမလောက်ပတာမြို့နယ်ဘက်ကပေါ့နော်လောက်ပတာပြည်စလူမြို့နယ်ပြင်းကြီးရွာကနေပါ ဟုတ်ကဲ့အဲဆိုဆရာမဒီချိန်ပျော်ရွှင်မှုကဘယ်လောက်များဖြစ်မလဲ ကျမအရင်ပြောပါတယ်ဒီမျိုးတစ်ခါမှလည်းဒီမျိုးချိမယ်ခွဲရမယ်လို့လည်းမထင်ထားဘူးပေါ့နော်ဒီလိုမျိုးECE ဘာသာရေးကိုလည်းကောင်းမှုစားနဲ့တည်ယူပြီးတော့မှကောင်းမှုစားနဲ့တည်ယူနေတော့okay ဟုတ်ကဲ့ပါအဲဆိုရင်ဆရာမပေါ့နော်ဒီကျောင်းတက်ခဲ့တဲ့ကာလမှာဘယ်လိုတွေဆရာမစူးစမ်းခဲ့ရတယ်လဲပေါ့ ကျမကတော့စာရဲစူးစမ်းတာတော့မဟုတ်ပါဘူးဒါပေမဲ့ဆရာမတွေကအဲ့လိုမျိုးစာတွေပေးတဲ့ခါမှာဆိုရင်ကျမအကောင်းဆုံးတော့စူးစမ်းခဲ့ပါတယ်ဒီတိုင်းတော့လုပ်ခဲ့ပါတယ် ဟုတ်ကဲ့ပါအဲဆိုဆရာမအမတ်တရားများရှိရင်ပြောပြလို့ရတယ် မတရားတွေကတော့အများကြီးပါပဲတငယ်ချင်းတွေနဲ့စိတ်ဆိုးစိတ်ကောက်တဲ့အချိန်စိတ်သဘောထားမတက်ဆင်တဲ့အချိန်တွေအများကြီးရှိခဲ့ပါတယ် ဟုတ်ကဲ့ပါအဲဆိုရင်ဆရာမဒီချိန်ကနေစပြီးသွားတဲ့နောက်ပိုင်းမှာဆရာမဘာတွေလုပ်ဖို့စဉ်းစားထားတယ်လဲပေါ့ ကျမတို့ကိုပြီးတော့လို့ရှိရင်တင်းတော်မှာပြန်ပြီးတော့မှမှုချုံနဲ့ပတ်သက်တဲ့အရာကိုမှုချုံနဲ့ပတ်သက်ပြီးမှကလေးတွေကိုအကောင်းဆုံးကိုတင်ချထားတဲ့ဟာနဲ့ပတ်သက်ပြီးတော့မှအကောင်းဆုံးပြန်ပြီးတော့မှတင်ချပြမှာဖြစ်ပါတယ် ကျောင်းသူကျောင်းသားတွေရောဆရာမဘာအမှားစကားတွေပြောရှင်တယ်လဲ နောက်ဒါမဲ့ဂျူနီယာလေးတွေတဲ့ပေါ့နော်အဲ့လိုအခက်ခဲရှိနေပေမဲ့လည်းတကယ်စူးစမ်းလို့ရှိရင်ဆမတွေကလည်းဝမ်းဝမ်းကိုအကူညီပေးခြင်းအဖြစ်ကိုကမလုံနိုင်ဘူးစေတော့မှဒီစူးစမ်းခြင်းအဖြစ်ရလာမှာပါ ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်